ရှင်ကလေးတစ်ကောင်ဟာလူအုပ်ထဲမှာထူးထူးဆန်းဆန်းတွေရှောက်လုံနေပြီးတစ်ခုခုကိုအသေးအတန်ပြောချင်နေတဲ့ပုံပေါက်နေပါတယ်။လမ်းသွားလမ်းလာတွေကတော့သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကိုကြည့်ပြီးရေမောနေကြတယ်လို့ရေစာနေတာဖြစ်မယ်လို့ထင်မှတ်ပြီးရေဘူးတပူဖွင့်တိုက်လိုက်ကြပါတယ်။ရှင်ကလေးကလည်းအာမနာတမ်းပဲရေကိုအငမ်းမရတော့ပါတော့တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကရေတောက်ပြီးတဲ့နောက်မှာရှင်ကလေးဟာထွက်မသွားပဲဘေးနားကမိန်းကလေးတစ်ယောက်ရဲ့လက်ညှိုးကိုရုတ်တရက်ကိုက်လိုက်ပြီးရှေ့ကိုအတင်းဆွဲခေါ်ပါတော့တယ်မိန်းကလေးကအံ့ဩသွားပေမဲ့လည်းနာကျင်မှုကိုအောက်အဲသီးခံပြီးရှင်ကလေးနောက်ကိုလိုက်သွားခဲ့ပါတယ်မကြခင်မှာပဲရှင်ကလေးဟာမိန်းကလေးကိုမျက်ခင်းပြင်တစ်ခုစီခေါ်ဆောင်သွားပြီးအဲ့ဒီမှာမွေးခါစားရှင်းပေါက်စလေးတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်မိန်းကလေးကရှင်းပေါက်စလေးကိုလက်နဲ့ပွေ့ရှိလိုက်တဲ့အခါမှာသူ့ခန္ဓာကိုယ်မှာပုံးပက်တန်ရာတွေအများကြီးရှိနေတာကိုသတိထားမိလိုက်ပါတယ်အမြင့်ကနေပြုတ်ကျထားတဲ့ပုံစံမျိုးမို့အခြေအနေကတော်တော်လေးစိုးရိမ်ရပါတယ်ဒီအချိန်မှာပဲမိန်းကလေးဟာမိခင်ရှင်မကြီးရဲ့ရည်ရွယ်ချက်ကိုသဘောပေါက်သွားပါတော့တယ်အော်သူအနေရကြားကနေလူတွေကိုအသေးအတန်းလိုက်တားနေတာဟာသူ့ရဲ့ကလေးကိုကယ်တင်ပေးဖို့တောင်းဆိုနေတာကိုမိန်းကလေးဟာရှင့်ငယ်လေးကိုအိမ်ကိုချက်ချင်းခေါ်သွားပြီးကုသပေးခဲ့ပါတယ်။ဆေးရည်အချို့တိုက်ကျွေးပြီးတဲ့နောက်မှာတော့ဒီတန်ရာတွေနဲ့ရှင်တန်နိုင်ပါစေတော့လို့စူတောင်းရင်းအနှွေးပေးတစ်တာတဲ့ထည့်ပေးထားလိုက်ပါတယ်။ကံကောင်းခြင်းတော့ရှင့်ငယ်လေးရဲ့အခြေအနေကတိတိတတ်တာကောင်းမွန်လာခဲ့ပြီးမိန်းကလေးကလို့တိုက်ကျွေးတဲ့အခါမှာလည်းဆေးထိုးပြွန်လေးကိုဖတ်တွယ်ပြီးအားရပါရတောက်ပါတော့တဲ့တုံတုံချီချီဖြစ်နေတဲ့တရဝါလေးအစားတောက်ကောင်းကောင်းစားနိုင်တာကိုမြင်မှပဲမိန်းကလေးလည်းရင်ထဲကအလုံးကြီးကျသွားပါတော့တယ်။ဒါပေမဲ့မိန်းကလေးကစိတ်မချသေးပဲနာရီအနေငယ်ချတစ်ခါပုံမှန်လို့တိုက်ပေးခဲ့ပါတယ်။ရှင့်ငယ်လေးကလည်းအသက်ရှင်ခြင်းစိတ်ပြင်းပြလွန်းလာမှုတိုက်သမျှလို့တွေကိုကုံစင်အောင်တောက်ခဲ့ပါတယ်။မိန်းကလေးရဲ့ဂယုတစိုက်ပြုစုဆောင်ရှောက်မှုကြောင့်မူလကအမွှေးမရှိပဲပျောက်စင်နေတဲ့ရှင့်ငယ်လေးမှာနူးညံ့တဲ့အမွှေးနုလေးတွေထွက်လာပါပြီ။ဒီအချိန်မှာသူဟာလမ်းမလျှောက်နိုင်သေးတယ်လို့မျက်လုံးလည်းမပွင့်သေးပေမဲ့ပတ်ဝန်းကျင်အပေါ်ကိုတော့စတင်စူးစမ်းချရင်စိတ်ဖြစ်ပေါ်နေပါပြီဒါဟာသူ့လုံးဝကျမ်းမာရေးပြန်ကောင်းလာပြီဆိုတဲ့အတိတ်ပဲပါပဲမိန်းကလေးကရှင့်ငယ်လေးကိုသူ့အမိစီပြန်ရောက်နိုင်ဖို့တစ်တော်တဲ့ပြန်လှုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ရှင့်မိခင်ကလည်းသူ့ကလေးကိုချက်ချင်းပဲမြင်တွေ့သွားပြီးပျောက်ဆုံးသွားတဲ့သားသမီးလေးပြန်ရတဲ့အတွက်မယုံနိုင်အောင်ဖြစ်နေပုံရပါတယ်တေချာအောင်စစ်ဆေးပြီးတဲ့နောက်မှာတော့ကလေးကိုအတိုက်စီကိုပြန်ချီသွားပါတော့တယ်ရှင့်အမိအဖတွေပြန်လဲစုံစည်းသွားတာကိုမြင်ရတဲ့မိန်းကလေးဟာရင်ထဲမှာအရန်လှုပ်ရှားသွားပြီးတစ်ပင်ပေါ်ကိုတက်ကြည့်တဲ့အခါရှင့်မိခင်ကအရန်ကိုစိတ်လှုပ်ရှားပြီးမိန်းကလေးရဲ့လက်ချောင်းတွေကိုလာရောက်ရှာလေးနဲ့ရက်ပေးပါတယ်ဒါဟာသူ့မိသူဟန်နဲ့ကျေးဇူးတင်စကားပြောနေတာဖြစ်နိုင်ပါတယ်သူတို့ကြားကတန်ရောစင်ဟာဒီတင်ပဲပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲရှင့်မိခင်ဟာအိမ်ဦးခေါင်မှုကဧည့်သည်ဖြစ်လာပြီးမိန်းကလေးအိမ်ကိုခဏခဏလာလဲပါတော့တယ်စိတ်ရင်းကောင်းတဲ့မိန်းကလေးကိုတွေ့တဲ့အခါရှင့်မကြီးဟာဘာကာကွယ်မှမထားတော့ပဲမိန်းကလေးရဲ့ကိုယ်ပေါ်ကိုတက်ဆော့ကစားပြီးသူတို့ကြားကတန်ရောစင်ဟာပုံမူနဲ့ဆိုင်လာပါတယ်မိန်းကလေးကလာတိုင်းအခွန်မာတီးလေးတွေပြင်ဆင်ပေးတတ်ပြီးရှင့်ကလေးကလည်းအာမနာရမ်းပဲပွေ့ပတ်ပြီးကြိုက်စားလေးရှိတာမို့ဒီနေရာကိုအခမဲ့စားတောက်ဆိုင်ကြီးတစ်ခုလိုသဘောထားနေပါတော့တယ်ရှင့်မိခင်ဟာမိန်းကလေးရဲ့ဘဝတဲကိုလုံးဝဝင်ရောက်လာပြီးသူတို့ဟာခြံဝင်းထဲမှာအမြဲတမ်းပျော်ပျော်ပါးပါးဆော့ကစားကြပါတယ်မိန်းကလေးအလုတ်ကပြန်လာတာကိုမြင်ရင်လဲခွေးကလေးတစ်ကောင်လိုအမီးတစ်လုံးလုံးနဲ့ကြိုဆိုတက်လို့မိန်းကလေးကသဘောကျပြီးမုံတွေဆုချလေးရှိပါတယ်မိန်းကလေးရဲ့အလိုလိုက်မှုတွေကြောင့်မူလကပိန်ပိန်ပါးပါးရှင်းမကြီးဟာအခုတော့ဝါဝတုတ်တုတ်ကြီးဖြစ်လာတာမို့မိန်းကလေးမှာစိုးရိမ်စိတ်လည်းဖြစ်ကြည်နူးစိတ်လည်းဖြစ်ရပါတယ်ဒါကြောင့်သူ့အတွက်ခြံထဲမှာအင်ကြီးတစ်လုံးဆောက်ပေးလိုက်ပြီးအဲ့ဒီမှာပိုမိုကောင်းမွန်စွာနေထိုင်နိုင်အောင်စီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့အိမ်ကကြောင်ကလေးတွေကတော့မပြောရှာပါဘူး။ဒီအိမ်ကိုအပိုင်စီးလာတဲ့ကြွက်ကြီးရှင့်ကိုကြည့်ပြီးလက်ဖြတ်နေကြတယ်လို့ကြောင်တွေအားလုံးဘေဘီကိုထွက်ပြေးရတဲ့အပြင်တစ်ခါတလေရှင့်ကလေးရဲ့လိုက်မောင်းခြင်းကိုတော့ခံရလို့တအိမ်လုံးရုပ်ရုပ်တဲတဲဖြစ်ကုန်ပါတယ်။ကံကောင်းတာကအချိန်တန်ကြာရင်းနှီးသွားပြီးတဲ့နောက်မှာတော့ကြောင်တွေဟာလည်းဒီဖော်ရည်